တွေကုန်လွန်သွားလို့ကြောင်းတော်ကြီးစီပြန်ရောက်ချိန်မှာရင်ခုန်သံတွေစပြူခဲ့တာချစ်ဦးရဲ့အပြုံးလေးကြောင့်ပါဗျာစာသင်ခန်းထဲမှာမင်းကြီးတွေကိုခိုးခိုးကြည့်ရင်ရင်ထဲမှာတော့ပျော်စရာတီးနေကဘာအသစ်တစ်ခုကိုစောက်တည်နေရင်တငယ်ချင်းတွေကစားနောက်ကြတဲ့မင်းကိုငါသဘောကျနေတာမျက်နှာလေးရဲ့ခနဲ့ဖြစ်သွားတာချစ်ဦးရဲ့အရာသာပဲလားအဝေးကနေငေးကြည့်ရလဲငါဘဝကပြေဆုံးလို့နေတယ်ဒီချစ်ဦးကိုထာဝရတီပဲရင်ထဲမှာမျက်နှာနေမယ်အချစ်ဦးရဲ့အရာသာနေအောင်ကြည့်လို့ပဲနှွေးထွေးတယ်ဒီခံစားချက်ကအတန်ဝင်လို့ယူမှတပဲမင်းနဲ့ဆိုရင်ရာရာရာဟာ